မြမ38မိနစ်တွေထဲမှာအရက်သေးစားစက်တိုက်တာနဲ့ပွဲလန်းသပင်တွေကိုအနှစ်သက်ဆုံးဖြစ်ပြီးလူသိအများဆုံးနှစ်တစ်ပါးရှိပါတယ်။သူကတော့နမဲကျော်ကိုကြီးကျော်သူမဟုတ်မင်းကျော်စွာပဲဖြစ်ပါတယ်။ကိုကြီးကျော်ဟာဗကန်ခေအလောင်းစီသူမင်းကြီးရဲ့သားတော်တပားလို့ဆိုကြတယ်လို့တချို့ကလည်းဗကန်အမတ်ကြီးတဦးရဲ့သားလို့ယူဆကြပါတယ်။သူဟာငယ်စဉ်ကတည်းကစီရေးစီရမှာကျွမ်းကျင်ပေမဲ့ဇာရိတပိုင်းကတော့အပျော်ပါအတောက်စားနဲ့လောင်ကစားကိုအင်မတန်ဝါသနာပါသူတဦးပါကိုကြီးကျော်ဟာဗကန်ပြည်ရဲ့အစွန်အဖျားကကူထွက်အရက်မှာနေပယ်ဆောင်အဖြစ်တာဝန်ပေးခံရစဉ်အလုတ်တာဝန်ထက်ကြက်တိုက်တာအရက်တောက်တာတွေကိုပဲနေ့စဉ်ရက်ဆက်လှုပ်ဆောင်နေခဲ့ပါတယ်နောက်ဆုံးမှာတော့အတောက်အစားကျူတာကြောင့်လူလောကကနေအနှိမ့်ဆရောက်ပြီးနှက်ဖြစ်သွားခဲ့တာပါအခုချိန်မှာတော့ကိုကြီးကျော်ဟာပွဲလန်းသပင်တွေကိုနှစ်သက်တဲ့နဲ့အဖြစ်ကြော်ကြားပါတယ်သူ့ရဲ့နန်းနှန်းရှိရာကူထပ်မှာဆိုရင်နှစ်စဉ်နှစ်ပွဲတွေကျင်းပလေးရှိပြီးနဂရော်တွေကကိုကြီးကျော်ရဲ့အကြိုက်ဖြစ်တဲ့အရက်ကြက်သားနဲ့ဂုံးတွေကိုပူဇော်ပသကြတာဖြစ်ပါတယ်။ကိုကြီးကျော်ဟာနေပယ်ဆောင်နှစ်တစ်ပါးဖြစ်တဲ့အတွက်မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းတွေအောင်မြင်ဖို့အယောင်းဝယ်ကောင်းဖို့အတွက်ကိုးခဲ့ကြတာပါ။ကိုကြီးကျော်ဟာအပျော်ပါးမှတ်သူတဦးဖြစ်ပေမဲ့လူတွေကတော့သူ့ကိုပွင့်လင်းရိုးသားပြီးကူညီတတ်တဲ့နှစ်တစ်ပါးအဖြစ်ယနေ့တိုင်ယုံကြည်ကိုးကွယ်နေကြစေပါ။ဒီလိုမြမနှစ်သမိုင်းနဲ့လျှို့ဝှက်ချက်တွေကိုသိချင်ရင်တိလိုရ channel လေးကို follow လုပ်ထားအောင်နော်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်